ရှင်ဗျာဆုံးကွန်ပြေတုံပါရဲ့လားဗျာပြေပါတယ်တကားကြီးကျုံကြိုက်တုံးတပည့်တော်တို့မိသားစုစုံလုံးတရားလေးချင်းမြင့်သွားပါအောင်ဗျာကောင်းပါပြီတကားကြီးကဲကိုရင်ဝိပဿနာနဲ့ပတ်သက်ပြီးတော့တရားတစ်ပုဒ်ပြောမယ်တကားကြီးဒကမာကြီးတို့ကဲမအယူမဲ့တရားဟာဘယ်တရားပါလဲလို့မေးလို့ရှိရင်မဲ့ခင်တရားလို့မှတ်ကြပါမှန်ပါဗျာမဲ့ခင်တရားမှတပါအာကိုးစရာမရှိဘူးဒါနစေရနာကကဲနိုင်ပါတယ်သီလစေရနာကကဲနိုင်ပါတယ်ယာယီပဲလို့မှတ်ပါမှန်ပါဗျာအပယ်လေးပါးအမြဲကမပြတ်သေးဘူးသမထစေရနာတွေသမထသမာဓိတွေကကဲယူပို့ဆောင်နိုင်ပါတယ်ယာယီပဲလို့မှတ်ပါမှန်ပါဗျာဝိပဿနာမဲ့ဉာဏ်မှသာလျှင်အပယ်လေးပါးမှလုံးဝကင်းလွတ်နိုင်တယ်ဆိုတာဒကာကြီးဒကမာကြီးတွေသေသေးချာချာမှတ်ထားကြပါမှန်ပါဗျာဒါကြောင့်ဥပဒနာဉာဏ်ခြံရံပြီးတော့လှူကြပါလို့ကိုရင်တိုက်တွန်းပါတယ်မှန်ပါဗျာဒီနေ့ဒီတယ်မဲ့တော့ကြအောင်လို့သာဓုသာဓုသာဓုပါဗျာရောက်ရုံမြင့်တန်ကြားပြည်သက်များရှင်ကိုရင်ဝိမလဟာငယ်စဉ်ဥယျာဉ်တော်ရွာဂွေးဝင်တော်ရကျောင်းမှာနေစဉ်ကတည်းကဥပုံနေများမှာအရက်ထဲဆုံးငံကြွားရင်းတီလာပေးခြင်းအလှပွဲများမှာရေစက်ချတရားဟောခြင်းတို့ကိုမကြာခဏဆောင်ရွက်တော်မူခဲ့ပါတယ်။အမရပူရမင်္ဂလာကျောင်းတိုက်ကိုရောက်ရှိတဲ့အခါမှာလည်းစွန့်ခံရင်တီလာပေးခြင်းတရားဟောခြင်းတို့ကိုလှုပ်ဆောင်ခဲ့ရာဆရာတော်ဦးသူဇာတာမှကိုရင်ဝိမလကိုတရားမဟောဖို့တားမြစ်ခဲ့ပါတယ်။ဗိဓမာဆရာကြီးဦးအောင်ကလည်းကိုရင်ဝိမလတရားဟောတာကိုသိရှိသွားတဲ့အခါမဟောဖို့ရာပိတ်ပင်ခဲ့ပြန်ပါတယ်။စာပေကိုလူလားတဲ့ဆရာတော်ကြီးမှန်သမျှဟာတရားဟောခြင်းကိုအားမပေးကြပါဘူး။ဒါကြောင့်ကိုရင်ဝိမလဟာလည်းတရားမဟောဖြစ်အောင်ရှောင်ကျဉ်ခဲ့ပါတယ်။ကိုရင်ဝိမလတရားတွေဟောနေတယ်ဆိုတာဟုတ်ပါလားမဟုတ်ပါဘူးအကယ်၍သာဒီလက်တိုင်းဆက်ပြီးတော့တရားတွေဟောနေမယ်ဆိုရင်ယခုသင်ကြားနေတဲ့စာပေတွေတမာရီအားတွေရုပ်လျော်ပြီးတော့ပညာဉာဏ်တွေရုပ်လျော်ကုန်တော့မယ်အဲဒီတော့တရားဆက်ပြီးတော့မဟောပါနဲ့တော့မှန်ပါဗျာရောက်ရုံမြင့်တန်ကြားပြည်သက်များရှင်ကိုရင်ဝိမလဟာငရွေစဉ်ချင်းကစပြီးမိဘဆွေမျိုးဆရာသမားများရဲ့ဆုံးမပြည့်မှုအောင်မှာအထင်းကိုရှိနေလာခဲ့ရသူဖြစ်ပါတယ်။ကလေးငယ်ဘဝမှာမိဘများနဲ့အဖိုးဖွားတို့ကအုပ်ထင်းကြပြီးတာမဏေငယ်ဘဝမှာဝိပင်တော်ရဆရာတော်ကြီးနဲ့မင်္ဂလာတိုက်ကျောင်းဆရာတော်ကြီးအဘိဓမ္မာဆရာကြီးဦးဦးတို့ကဆက်လက်ထင်းကိုပေးကြပါတယ်။အဲ့ဒီထဲမှာအနိကအနေနဲ့ဘုန်းကြီးလေးဦးနာခဝန်သားနဲ့တီလာရှင်လေးမထုဆိုင်တို့ကလည်းတွတ်သတိပေးဆုံးမနေတတ်ပြန်ပါလေအခုလိုဝမ်းဝဲလေအောင်ထင်းခွနေကြတဲ့အတွက်ကိုရင်ဝိမလရဲ့ဘဝရှိရေးဟာတဆင့်ပြီးတဆင့်မြင့်တက်လို့နာခဲ့ရတာအမှန်ပဲဖြစ်ပါတော့တယ်ရှင်ကိုရင်မင်းရက်ကော်ထဲမှာတရားတွေဟောနေတယ်လို့ငါကြားတယ်အဲ့ဒါဟုတ်သလားမှန်ဟုတ်ပါရဲ့ဗျာစာလေးပါလေလုံးအောင်မှန်ပါဗျာကိုငယ်ပါသေးတယ်နောက်ကျတော့ဟောကြတာပါမှန်ပါဗျာအခုခါတက်တော်18နှစ်အရွယ်ရောက်ရှိလာပြီဖြစ်တဲ့ကိုရင်ဝိမလဟာလက်နက်ပိုင်းမှာမင်္ဂလာကျောင်းတိုက်ဆရာတော်ကြီးဦးသူဇာတထံမှာတခြားသောတာမဏေငယ်များနဲ့အတူဗရာဘက်ဆိုင်ရာရူပသိတ္တိကိုကိုင်းနေခဲ့ပါတယ်ရူပသိတ္တိအပြီးမှာတော့ဆရာတော်ကြီးကအဓိကကျော်ကိုဆက်လက်ပို့ချပေးခဲ့ပါတယ်ဆရာတော်ကြီးဟာတင်းညိုလဲနိုင်နေလှရာစိတ်ပိုင်းတစ်ပိုင်းလေးကိုပဲမိပေါင်း1000ဖြင့်စစ်ဆက်တဝါရင်းလုံးကြအောင်ပို့ချပေးတော်မူခဲ့ကြောင်းသိရှိမှတ်သားရပါတယ်။ကိုရင်ဝိမလဟာဆရာတော်ကြီးထံမှနေဝါလိုက်ခဲ့ပြီးညပိုင်းမှာဆရာကြီးဦးုံထံမှအဘိဓမ္မာညဝါလိုက်ခဲ့ရာတဖြည်းဖြည်းနဲ့ပဋ္ဌာန်းကျမ်းကြီးတို့တွင်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။အဘိဓမ္မာနယ်မှာအခက်ခဲအနည်းငယ်ဆုံးလို့ဆိုရမယ်ပဋ္ဌာန်းကျမ်းကြီးကိုကိုရင်ဝိမလသင်ကြားခဲ့ပုံနဲ့ပတ်သက်ပြီးဆရာတော်ဗရဏနရတာမီဟာအခုလိုမိသားတော်မူခဲ့ပါတယ်ရှင်
ုန်းကြီးတို့သာသနာလောကမှာအစဉ်အလာပြောကြဆိုကြတဲ့ဆိုရိုးစကားတစ်ခုရှိပါတယ်အဲ့ဒါကတော့ကျမ်းကြီးပဋ္ဌာန်းကျမ်းငယ်ဆန်းကျမ်းလက်ဓာတုကထာတဲ့အတိပ္ပယ်ကသေပင်သေးငယ်ပင်ငယ်တော်လည်းပဲခက်ခဲတဲ့အရာမှာတော့ဆန်းကျမ်းအလေအလတ်အနေနဲ့ခက်ခဲတဲ့အရာမှာဓာတုကထာကျမ်းအကြီးစားအနေနဲ့ခက်ခဲတဲ့အရာမှာတော့ပဋ္ဌာန်းကျမ်းလို့ဆိုလိုခြင်းဖြစ်ပါတယ်အဲ့ဒီကျမ်းတွေကခက်ခဲတယ်နဲ့နဲတယ်သေမွေ့နူးညံ့တယ်သိဖို့တတ်ဖို့မလွယ်ဘူးမြင်ဖို့အလွန်မှခက်ခဲပါတယ်အဲ့ဒါလိုခက်ခဲတဲ့ကျမ်းတွေကိုကိုရင်ဝိမလသင်ယူခဲ့ရတာပေါ့အခုဆိုရင်အခက်အခဲအရာမှာအထွတ်ထိပ်လို့ဆိုရမယ်ပဋ္ဌာန်းကျမ်းကြီးကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်တောင်တက်တဲ့ယောက်ျားဗမာတလန်းချင်းတစ်ထေချင်းတက်ရောက်သင်ကြားလာခဲ့ရမှာတောင်ထိပ်ဗမာဖြစ်တဲ့ခေါင်ထိပ်ပဋ္ဌာန်းကျမ်းကြီးကိုသင်ယူရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်အဲ့ဒီပဋ္ဌာန်းကျမ်းကြီးဟာအဘိဓမ္မာပိဋကတ်ထဲမှာပါဝင်တဲ့ကျမ်းကြီးတစ်ခုဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်45ဝါပါလုံးမနေမနာဟောကြားတော်မူထားခဲ့တဲ့ဓမ္မခန္ဓာတွေကိုစုပုံပြီးတော့မှအမျိုးအစားခွဲခြားလိုက်တဲ့အခါမှာပိဋကတ်သုံးပုံရလို့ဖြစ်လာပါတယ်အဲ့ဒီပိဋကတ်သုံးပုံဆိုတာဟာဝိနည်းပိဋကတ်သုတ်တံပိဋကတ်နဲ့အဘိဓမ္မာပိဋကတ်ကိုဆိုလိုခြင်းဖြစ်ပါတယ်ဝိနည်းပိဋကတ်မှာ1ပါရဇိကံပါဠိတော်2ပါစိတ်ပါဠိတော်3မဟာဝါပါဠိတော်4သုလဝါပါဠိတော်နဲ့5ပရိဝါရပါဠိတော်ဆိုပြီးတော့ပါဠိတော်5ကျမ်းဥယျာအပြင်5ဥရှိပါတယ်သုတ်တံပိဋကတ်မှာလည်းပဲ1သီလခန္ဓာဝေကပါဠိတော်2မဟာဝေကပါဠိတော်3ပါဋိကဝေကပါဠိတော်ဆိုပြီးတော့ပါဠိတော်3ကျမ်းဥယျာအပြင်3ဥရှိပါတယ်အဘိဓမ္မာပိဋကတ်မှာကြတော့1ဓမ္မသင်္ကတိပါဠိတော်2ဝိဘင်းပါဠိတော်3ဓာတုကထာပါဠိတော်4ပုဂ္ဂလပညာပါဠိတော်5ကထာဝတ္ထုပါဠိတော်6ယမိုက်ပါဠိတော်နဲ့9ပဋ္ဌာန်းပါဠိတော်ဆိုပြီးတော့ပါဠိတော်ကျမ်းအပြင်9ကျမ်းဥယျာအပြင်ဆိုလို့ရှိရင်တော့ဓမ္မသင်္ကတိပါဠိတော်တအုပ်ဝိဘင်းပါဠိတော်တအုပ်ဓာတုကထာနဲ့ပုဂ္ဂလပညာပါဠိတော်2ကျမ်းပေါင်းတအုပ်ကထာဝတ္ထုပါဠိတော်တအုပ်ယမိုက်ပါဠိတော်3အုပ်ပဋ္ဌာန်းပါဠိတော်5အုပ်ဆိုပြီးတော့အဘိဓမ္မာပိဋကတ်မှာဥယျာအပြင်12အုပ်ရှိပါတယ်အဲ့ဒီပဋ္ဌာန်းဒေသနာတော်ကြီးကိုအမျိုးအစားအဖြစ်ခွဲခြားပြီးတော့ပြောမယ်ဆိုလို့ရှိရင်24ကျမ်းတိရှိပါတယ်အဲ့ဒီ24ကျမ်းကတော့အနုလောမဘက်မှာဆိုလို့ရှိရင်တိကပဋ္ဌာန်းဒုက္ခပဋ္ဌာန်းဒုက္ခတိကပဋ္ဌာန်းတိကဒုက္ခပဋ္ဌာန်းတိကတိကပဋ္ဌာန်းဒုက္ခဒုက္ခပဋ္ဌာန်းဆိုပြီးတော့6ကျမ်းရှိပါတယ်တို့အတူပစ္စနိယဘက်မှာလည်း6ကျမ်းအနုလောမပစ္စနိယဘက်မှာလည်း6ကျမ်းပစ္စနိယနုလောမမှာလည်း6ကျမ်းဆိုတော့စုစုပေါင်း24ကျမ်းရှိပါတယ်အဲ့ဒီပဋ္ဌာန်းကျမ်းတော်ကြီးဟာကောင်းကင်ကြီးတစ်ဖွဲကျေပြောပြီးတော့ပင်လယ်သမုဒ္ဒရာကြီးပမာနေဆိုင်လာပါတယ်အဲ့ဒါလိုကျေပြောပြီးတော့နေဆိုင်လာတဲ့ပဋ္ဌာန်းကျမ်းပင်လယ်ကြီးကိုအကယ်၍များပေရလမချမ်းပဲစုပြီးတော့စာအုပ်ရိုက်နှိပ်ခဲ့မယ်ဆိုလို့ရှိရင်ကမ္ဘာပေါ်မှာရှိသမျှနိုင်ငံကြီးတွေကစာရွက်တွေအကုန်ဝယ်ယူပြီးတော့ရိုက်နှိပ်ခဲ့မယ်ဆိုရင်တော့လောက်နိုင်ပွဲရမရှိပါဘူးကမ္ဘာပေါ်မှာရှိသမျှစာအုပ်တွေမှာအကြီးဆုံးလို့ဆိုရလောက်အောင်ထူထူထဲထဲဖြစ်သွားလိမ့်မယ်လို့ယူဆရပါတယ်ယခုအခါမှာပထမယံသာမေဝမှာပြဋ္ဌာန်းပြီးတော့စာသင်သားများလက်ကံပြုကြတဲ့ပဋ္ဌာန်းအရာကောက်အနေအချင်းရိုက်နှိပ်ထားတဲ့စာအုပ်ဟာ၎င်း24ကျမ်းသောပဋ္ဌာန်းကျမ်းများစွာထဲမှရှေးဥစွာသောတိကပဋ္ဌာန်းတစုမျှသာဖြစ်ပါတယ်24ကျမ်းလုံးမဟုတ်ပါဘူးအဲ့ဒီတိကပဋ္ဌာန်းတွေကတောင်းမှစဝါဒနဲ့ပညာဝါဒမျှသာဖြစ်ပြီးတော့အကုန်အစင်ရိုက်နှိပ်ထားတာမဟုတ်ပါဘူး၎င်းစဝါဒနဲ့ပညာဝါဒမျှတည်ပင်လျင်စာမျက်နှာပေါင်း600ကျော်ရှိပါတယ်ထိုကဲ့သို့များပြားပြီးတော့ကျေဝန်းနေဆိုင်လာတဲ့ပဋ္ဌာန်းဒေသနာတော်ကြီးဟာအလွန်တရာမှအံ့ဖွယ်ကောင်းလာပါတယ်အဲ့ဒီစာမျက်နှာ600မျှကိုပင်ရှေးခေတ်ကယခုခေတ်ကသို့မဟုတ်ဘဲနဲ့3နှစ်3မိုးမြသင်ကြားပို့ချသင်ယူခဲ့ကြရပါတယ်နောက်ကာလကြီးကြလာတဲ့အခါမှာသင်ကြားပို့ချတဲ့အခါဤစနစ်အသစ်တွေတီထွင်းပြီးတော့သင်ကြားပို့ချလာခဲ့ကြရမှာ3နှစ်မှသည်2နှစ်ခွဲ2နှစ်မှသည်2နှစ်2နှစ်မှသည်1နှစ်ခွဲ1နှစ်ခွဲမှ1နှစ်1နှစ်မှ6လစသဖြင့်ဤစနစ်တွေတီထွင်းပြီးတော့ပို့ချသင်ယူလာခဲ့ကြရတာမှာဆရာကြီးဦးဝုန်းတို့ခေတ်ကာလရောက်တဲ့အခါမှာတော့6လတာကာလမျှဖြစ်မလျင်တိကပဋ္ဌာန်းကျမ်းကြီးကိုသင်ကြားပို့ချနိုင်ခဲ့တဲ့ဤစနစ်ကိုတီထွင်နိုင်ခဲ့ရပါတယ်အဲ့ဒါလို့ဤစနစ်တွေကိုတီထွင်နိုင်ခဲ့ကြတဲ့အတွက်ကြောင့်ဆရာကြီးဦးဝုန်းတို့နာမည်ကျော်ကြားရခြင်းဟာလည်းဒီအကြောင်းတစ်ခုဟာအပါဝင်ဖြစ်ပါတယ်ဤ၍ဤမြအမခန့်ဖြစ်တဲ့ပဋ္ဌာန်းဒေသနာတော်ကြီးကြောင့်ယဟန္တာဖြစ်သွားတဲ့မထေရကြီးတစ်ပါးတိရိလင်္ကာနိုင်ငံဒီဟိုကျွန်းမှာရှိခဲ့မှုပါတယ်အဲ့ဒီမထေရကြီးရဲ့ဘွဲတော်အမည်ကတော့
အရှင်ဂတိကမိယတိဿဓတ္တလို့အမည်ရပါတယ်ဒီဟိုကျွန်းသားအရှင်ဂတိကမိယတိဿဓတ္တမထေရကြီးဟာဗုဒ္ဓဂယာမှာရှိတဲ့မဟာဗောဓိပင်ကိုဖူးမြော်ဖို့ဆိုပြီးတော့မှသီရိလင်္ကာနိုင်ငံဒီဟိုကျွန်းကနေပြီးတော့မှယခုမေဇိမဒေသတည်ရှိရာအိန္ဒိယနိုင်ငံကိုအိန္ဒိယသမုဒ္ဒရာကြီးကိုဖြတ်ပြီးတော့မှပင်လယ်အတိုင်းသင်္ဘောစီးပြီးတော့ထွက်ခွာခဲ့ပါတယ်ထွက်ခွာလာတဲ့အခါမှာလမ်းခီးမှာအဆုံးအစမရှိကြေပြောလာတဲ့ပင်လယ်ပြင်ကြီးကိုကြည့်ပြီးတော့မှထွက်ခွာလာခဲ့တဲ့ရက်ပေါင်းကလည်းမနှဲတော့ဘူးတစ်ဖက်ကန်းကိုလည်းမမြင်ရသေးဘူးပြီးတော့အစနဲ့အဆုံးဟာအလွန်မှသိနိုင်ခဲ့တဲ့ပင်လယ်ပြင်ကြီးပါလားလို့စဉ်းစားဆင်ခြင်ရင်းနဲ့အရှင်ဂတိကမိယတိဿဓတ္တမထေရရဲ့ဉာဏ်ထဲမှာဘာတွေပေါ်လာသလဲဆိုလို့ရှိရင်အဘိဓမ္မာဒေသနာတော်ကြီးနဲ့ပင်လယ်ပြင်ကြီးကိုနှိုင်းယှဉ်ပြီးတော့စဉ်းစားလိုက်တယ်ဟောဒီပင်လယ်ပြင်ကြီးဟာဘယ်လောက်ပဲနဲ့ဘယ်လောက်ပဲကျဲတယ်ပြောတနေ့သောအခါမှာအဆုံးဆိုတဲ့ကမ်းကိုတော့ရောက်မယ်အောက်ခြေမှာလည်းပဲမြေပြင်နဲ့ပိုင်းခြားထားတဲ့အထက်မှာလည်းကောင်းကင်ကအဆုံးသတ်အနာကွတ်ထားတယ်ဘယ်လောက်ကျဲတဲ့ပင်လယ်ပဲဖြစ်ဖြစ်တနေ့မှာတော့အဆုံးကိုရောက်မှာပဲဟောဒီမြတ်စွာဘုရားဟောကြားတော်မူထားတဲ့ပဋ္ဌာန်းဒေသနာတော်ကြီးကတော့အဆုံးအစထင်းပွဲအဆုံးအစမြင်ပွဲမရှိပါကလားလို့ပဋ္ဌာန်းဒေသနာတော်ကြီးရဲ့နဲ့နဲပုံခက်ခဲပုံတွေကိုစဉ်းစားတွေးတောရင်းနဲ့ကြည်တိတွေထပီတိတွေဖြစ်ပြီးတော့မှအဲ့ဒီဖြစ်ပေါ်လာတဲ့ပီတိကိုပဲလေအနိစ္စဒုက္ခအနတ္တလက္ခဏာကြီး၃ပါးတင်ဆင်ခြင်လိုက်တဲ့အခါမှာဝိပဿနာဉာဏ်တင်ဆင်ခြင်လိုက်တဲ့အခါမှာလေးမဲ့လေးပူတီဆိုက်ရောက်ပြီးတော့အဲ့ဒီနေရာမှာပင်လေရင်ယဟန္တာကြီးဖြစ်သွားပါတယ်ဒါဟာပဋ္ဌာန်းဒေသနာတော်ကြီးရဲ့အလုံးမှထူးခြားဆန်းကျယ်တဲ့အံ့ဖွယ်တစ်ခုပါဒါကြောင့်ပဲဘုရားဖြစ်ပြီးတတ္တတတ္တဟစံနေတော်မူစဉ်စတုထမြောက်တတ္တဟမှာဘုရားရှင်ကိုယ်တော်မြတ်ဟာမိမိတပ္ပညုတဉာဏ်မြင့်ထိုးထွင်းသိထားတဲ့တရားတော်ကိုပြန်လဲဆင်ញင်ပြီးတော့မှဆင်ញင်တဲ့အခါမှာရှေ့ပိုင်းကဓမ္မသင်္ကနီဝိပင်ဓာတုကတပုဂ္ဂလပညာကတဝတ္ထုယမိုက်ဆိုတဲ့အဘိဓမ္မာ6ကျမ်းကိုဆင်ញင်စဉ်ကမြတ်စွာဘုရားရဲ့ခန္ဓာကိုယ်တော်ကနီလပိတစတဲ့ရောင်ကြီးတော်6ဆိုင်ဟာကွန်မြူထွက်ပေါ်လာခြင်းမရှိသေးပါဘူးတတ္တမမြောက်ကျမ်းကံဖြစ်တဲ့ပဋ္ဌာန်းကျမ်းကိုဆင်ញင်တော်မူတဲ့အခါမှသာလေဉာဏ်တော်နဲ့ဓမ္မဟာထတ်တူထမြတ်တထေရတဲ့ကြပြီးတော့မြတ်စွာဘုရားကိုယ်တော်မြတ်ကနေပြီးတော့မှနီလပိတစိုက်တဲ့ရောင်ကြီးတော်6ဆိုင်ဟာပြိုင်မြိုင်ဆိုင်တိုင်းမြိုင်မြိုင်ဆိုင်တိုင်းကွန်မြူပြီးတော့ထွက်ပေါ်တော်မူလာပါတယ်ဒါဟာလည်းပဲပဋ္ဌာန်းဒေသနာတော်ကြီးရဲ့တခြားသောဒေသနာတော်တွေနဲ့မတူတဲ့တခြားသောဓမ္မတွေနဲ့ကွဲပြားခြားနားတဲ့အံ့ဖွယ်ဂုဏ်တုရိယဖြစ်ပါတယ်သက်တော်19နှစ်မှသည်သက်တော်20အတွင်းသို့ချင်းနှင်းဝင်ရောက်လာပြီးဖြစ်တဲ့ကိုရင်ဝိမလဟာခက်လဲခက်နဲ့လဲနဲ့ကျေလဲကျေပြောလာတဲ့ပဋ္ဌာန်းဒေသနာတော်မြတ်ကြီးကိုသင်ယူနေခဲ့ရပြီဖြစ်ပါတယ်ဘယ်လောက်ပဲခက်ခက်ဘယ်လောက်ပဲနဲ့နဲ့ဘယ်လောက်ပဲကျေဝန်းကြီးမားသည်ဖြစ်စေမလျှော့သောဇွဲခိုင်မြဲသောစိတ်ဓာတ်တည်ကြည်သောလုံလတို့ဖြင့်မဆုံးမနစ်ကြိုးပမ်းအားထုတ်လာခဲ့ရမှာ6လတာကာရမျှဖြင့်ပင်လျင်ခက်ခဲနဲ့နဲတဲ့ပဋ္ဌာန်းကျမ်းကြီးကိုအပြီးအဆုံးသို့ဏီကုံရောက်အောင်သင်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်ကုသလောဓမ္မောကုသလသာဓမ္မတာအာရမဏပစ္စေနပစ္စယောဒါနံတတ္တဝါသီလံသမာဓိယိတ္တဝါဥပောတထကမ္မံကတ္တဝါတံပစ္စဝခေတိပုပ္ပေသူစိဏာနိညရီရုံမြင့်တိုင်ကြားပြည်သက်များရှင်မဟာသမုဒ္ဒရာပင်လယ်ပြင်မှာဇွဲမလျှော်တန်းလက်ဖြစ်ကူးနေတဲ့ဇနကမင်းသားပမာလာကိုရင်ဝိမလဟာလည်းပဋ္ဌာန်းပင်လယ်ပြင်ကြီးပေါ်မှာမလျှော်သောဇွဲနှပဲနဲ့ကူးခတ်တင်ယူလာခဲ့တာဟာအောင်မြင်မှုတောင်ကန်းစီသို့ဆက်ရောက်ခဲ့ပြီဖြစ်ပါတယ်။ယဟန်ပေါင်းတို့ဝင်ချင်းနိကတ်နေပြီဖြစ်တဲ့ကိုရင်ဝိမလဟာအရွယ်ကလည်းဖွံ့ဖွံ့ထွားထွားစိတ်ထားကလည်းတည်တည်ငြိမ်ငြိမ်ခန့်ခန့်ထဲထဲနဲ့ထက်မြက်တွက်လက်ခါရဲစွမ်းတတိရှိလာပုံမှာကောင်းကင်တမွတ်ကျဲကိုစွန့်နဲ့ယောက်ျားတကွန်လူရွေကျွန်းလားတင်စားရလောက်ပါတယ်ရှင်။